မင်္ဂလာပါရုံးသမားကွန်ပျူတာသမားအထိုင်များတဲ့သူတွေ2 နာရီလောက်ထိုင်ပြီးတိုင်းမှာဒီလေ့ကျင့်ခန်း3ခုကိုပြုလုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်ပထမလေ့ကျင့်ခန်းလေးကတော့ထိုင်ရက်နဲ့ပဲ6တစ်ဖက်ကိုဆန်လိုက်မယ်ခြေပြားလေးကော့ထားမယ်အရှိကိုရတော့လေးဆွဲသွားမယ်6တော့အဖြောင်းနိုင်မယ်ဖြစ်မယ်နော်ပြန်ကွေးလာမယ်ပြီးနောက်တစ်ဖက်ကိုဆန်မယ်နောက်တစ်ဖက်လည်းဒီတိုင်းလေးပဲသတ်ထိမယ်ဒီလေ့ကျင့်ခန်းလေးကအထိုင်များလို့တဲမားမှာရှိတဲ့တဲမာမှုတွေကိုပြေရောစေမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုစက္ကန့်30 4ကြောစီလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒုတိယလေ့ကျင့်ခန်းလေးကတော့အပေါ်ပိုင်းမှာရှိတဲ့တဲမာမှုတွေကိုပြေရောစေမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ခေါင်းလေးကိုအရင်ဆုံးငုံပြီးမှဘယ်ဘက်ကိုဆောင်းလိုက်တာနဲ့ညာဘက်လက်မလေးကအပေါ်ကိုထောင်ပြီးမှဘေးကိုဝိုက်လိုက်မယ်ပြီးရင်ပြန်လာမယ်ပြီးရင်ခေါင်းလေးကိုငုံပြီးမှညာဘက်ကိုပြန်လှည့်မယ်ညာဘက်ကိုလှည့်တဲ့အချိန်မှာဘယ်ဘက်လက်မလေးကထောင်ပြီးမှအပေါ်ကိုဝိုက်လာမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်းဖြည်းဖြည်းချင်းစီစက္ကန့်30 4ကြောစီလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကအထိုင်များတဲ့ကွန်ပျူတာသမားတွေရုံးသမားတွေမှာဖြစ်ဖြစ်ရှိတဲ့ဇာတ်ကြောတက်တာတွေလက်ပင်ကြောညောင်းတာတွေကိုပြေရောစီဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဟုတ်ကဲ့တတိယလေ့ကျင့်ခန်းလေးကတော့တကူလုံးမှာရှိတဲ့တဲမာမှုတွေကိုပြေရောစီမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်အရင်ဆုံးလက်ကိုရင်ဘတ်ပေးမှထားထားမယ်air push-up ပုံစံမျိုးပေါ့နော်လက်ကိုအရှိကိုဆန့်ထုတ်တာနဲ့6တစ်ဖက်ကိုအရှိကိုဆန့်လိုက်မယ်ပြန်ဝင်လာမယ်ဆန့်ထုတ်မယ်ပြန်ဝင်လာမယ်ဒီလေ့ကျင့်ခန်းလေးကတကူလုံးမှာရှိတဲ့တဲမာမှုတွေကိုပြေရောစေတဲ့အပြင်သွေးလည်ပတ်မှုကိုလည်းပြန်လည်ကောင်းမွန်စေဖို့အထောက်အကူပြုတဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်းစက္ကန့်30 4ကြောစီလောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်း3ခုကအထိုင်များတဲ့ရုံသမားတွေကွန်ပျူတာသမားတွေအတွက်မှာဖြစ်လေရှိတဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာညောင်းညာတာတွေကိုပြေရောစီဖို့အထောက်အကူပြုမဲ့လေ့ကျင့်ခန်း3ခုဖြစ်ပါတယ်လေ့ကျင့်ခန်းလေးတွေကမိတ်ဆွေတို့အတွက်အဆင်ပြေမဲ့အကျိုးရှိပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုဆုံးလက်ကြည့်ပေးတဲ့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်200ကျော်တဲ့သူတွေနဲ့အလုံများလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မာနေပြန်လည်ကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကုညီနည်းပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်ဗျ